အကျဉ်းသားကဇွန်းတစ်ချောင်းဦးညီနဲ့အဆောင်ကိုချောင်းကြည့်နေတဲ့အခွင့်အရေးရတာနဲ့သူကပေါင်းဆက်တော့ခတ်ထားတဲ့နေရာမှာတိတ်တဆကိုကတ်လိုက်တဲ့အဆောင်ကသူ့ကိုထမင်းလာပို့တဲ့အခါတိတ်ပေါ်မှာလက်ပွေတွေကျန်နေခဲ့တဲ့အကျဉ်းသားကအဲ့ဒီလက်ပွေရာတွေကိုစိုက်ကြည့်နေခဲ့တဲ့သူကလှုပ်ဝက်နံပါတ်ကိုမြန်မြန်ဆန်ဆန်ဖော်ထုတ်လိုက်နိုင်တဲ့အချိန်တွေကုန်လွန်လာတာနဲ့အမျှအဆောင်ရဲ့အလှည့်ကျတာဝင်ပြီးဆုံးသွားတဲ့အကျဉ်းသားကချက်ချင်းပဲလှုပ်ဝက်နံပါတ်ကိုရိုက်ထည့်လိုက်တဲ့သူ့ခန်းထဲကနေအောင်မြင်ထွက်ပြဒီလိုမြောက်သွားခဲ့တဲ့သူ့ရဲ့ပန်းတိုင်ကတော့အကျဉ်းထောင်ထဲကနေထွက်သွားဖို့ပဲညရဲ့အခွင့်အရေးကိုယူပြီးအဆောင်တချို့ကိုရှောင်ရှားခဲ့တယ်ဒါပေမဲ့သူ့ပေါ်ထက်တက်သွားတဲ့အခါအပေါ်ကနေဆင်းလာတဲ့သူတယောက်ကိုတွေ့လိုက်ရတဲ့အပြင်မှာလည်းလုံခြုံရေးကင်းလက်အရာရှိတွေအများကြီးရှိနေခဲ့တယ်သူတို့ကအကျဉ်းသားတယောက်ထွက်ပြေးနေတယ်လို့ထင်ခဲ့ကြပေမဲ့ရှေ့တိုးပြီးစစ်ဆေးကြည့်လိုက်တဲ့အခါသူတို့ရဲ့လုပ်ဖော်ကိုင်ဖက်ကိုယ်တိုင်ဖြစ်နေတာကိုတွေ့လိုက်ရတဲ့အဆောင်တွေမပေါ်လာခင်ကြာပြီးဖြစ်တဲ့အကျဉ်းသားကလှေကားထောင်မှာပုံကွယ်နေခဲ့တာကိုတွေ့လိုက်ရတယ်အဲ့ဒီနောက်မှာတော့သူကအပေါ်ထက်ခန်းထဲအထိအပြေးလွှားထွက်ပြေးခဲ့တယ်သူကသူ့တန်ရာထဲကနေတန်မိုးတစ်ချောင်းကိုဆွဲထုတ်လိုက်တယ်ဒါပေမဲ့နာကျင်မှုကြောင့်အတန်ထွက်သွားတယ်အဆောင်တွေကမကြခင်မှာပဲဒီအတန်ကိုသတိထားမိသွားတယ်သူတို့ကချက်ချင်းပဲအခန်းစီကိုအပြေးလွှားသွားခဲ့ကြတယ်အဆောင်တွေမရောက်လာခင်မှာအကျဉ်းသားကအဲ့ဒီတန်မိုးနဲ့မိခံတစ်တာကိုဖွင့်ကျင်ခဲ့တယ်အဆောင်တွေအခန်းထဲကိုရောက်လာတဲ့အခါအကျဉ်းသားကထွက်သွားနေပြီးဒီအချိန်မှာအဆောင်တယောက်ကကြမ်းပြင်ပေါ်ကသွေးစွန်းရာတွေကိုသတိထားမိသွားတယ်သူတို့တခုခုမှားနေပြီဆိုတာကိုသိလိုက်ရတယ်သူတို့အချိန်ပြည့်နဲ့အကျဉ်းကန်းစီကိုပြေးသွားကြပေမဲ့ရောက်တဲ့အခါမှာတော့အဲ့ဒီလူကထွက်ပြေးသွားနေပြီဆိုတာကိုတွေ့လိုက်ရတယ်တစ်ချိန်တည်းမှာပဲအကျဉ်းသားကကားတစ်စီးရဲ့အောက်ခြေမှာပုံအောင်နေခဲ့တယ်ဒါပေမဲ့ကားကဂိတ်ကိုမောင်းသွားတာနဲ့ချက်ချင်းရပ်တန့်ခံလိုက်ရတယ်တင်းကျပ်တဲ့ရှာဖွေစစ်ဆေးခြင်းကိုလည်းခံခဲ့ရတယ်အဆောင်တွေကမြေပြင်ပေါ်မှာသွေးစွန်းရာတွေကိုတွေ့လိုက်တယ်သူတို့ကချက်ချင်းပဲအားလုံးကိုအထူးသတိထားဖို့အမိန့်ပေးလိုက်တယ်အကျဉ်းသားကအဖမ်းခံရတော့မယ်လို့ထင်ရပေမဲ့အဆောင်တွေကကားအောက်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့ဘာမှမတွေ့ရဘူးဘာလို့လဲဆိုတော့အကျဉ်းသားကအန်ရီယယ်ကိုကြိုတင်သိထားပြီးသားဖြစ်နေလို့ပဲသူကကားအောက်ကနေကြိုတင်ထွက်သွားနေပြီးဒီလိုနဲ့သူကအဆောင်အားလုံးကိုလှည့်စားခဲ့တယ်သူအကျဉ်းထောင်ထဲကနေအောင်မြင်ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်